ကိုရောကိုဂုဏ်ပြုပါတဲ့အဖကြီးမြတ်သောဘုရားရှင်နှုတ်ခမ်းနဲ့ကိုရောကိုဂုဏ်မပြုဘဲနဲ့နှလုံးသားထဲကနေကိုရောကိုဂုဏ်ပြုချီးမြှောက်ကြပါတယ် Hallelujah Hallelujahထိုထာဝရဘုရားရှင်ကိုဂုဏ်ပြုတတ်သောသူဖြစ်စေဖို့ရန်အတွက်ကိုယ့်ရဲ့ခန္ဓာစိတ်ဝိညာဉ်သုံးပါးစလုံးနဲ့ထာဝရဘုရားရှင်ကိုယိုသိလေးစားတတ်သောသူဖြစ်စေဖို့ရန်အတွက်ကောင်းကင်နိုင်ငံတော်ရဲ့ရှင်ချင်းကိုကိုယ့်ရဲ့အသက်တာထဲမှာသိဆောင်နိုင်သောသူဖြစ်ဖို့ရန်အတွက်ဒီနှုတ်ကိုထွက်လျက်အတန်ကိုဖွင့်လျက်ဒီဘုရားရှင်ကိုပြောကြရအောင်ကိုယ့်ရဲ့အလိုတော်ဒီကျွန်တော်အသက်တာထဲမှာပြည့်စုံပါစေလို့ဘိုးခံကြရအောင်Lord, I give you my heart, I give you my soul. I live for you, I live for you alone. Every breath that I take, every moment
လိုတော်ကိုဝန်ခံတတ်ခြင်းဟာကိုရဲ့နှုတ်ကပတ်တရားစကားတော်ကိုယုံကြည်ခြင်းနဲ့ကိုရဲ့နှလုံးသားထဲမှာလိုက်လျှောက်ခြင်းသုံးခြင်းဟာကိုရောကိုဂုဏ်ပြုခြင်းဖြစ်ပါတယ်